နှစ်ပဲချိန်ပြီး N3 Canny Master New Edition ရဲ့ပေါ့နော်ခန်းကြီးလေးတစ်လုံးရမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုကိုစောင်းအောင်ကြည့်သွားလိုက်ပေါ့နော်ကျွန်တော်ဗီဒီယိုပေါ့နော်ခန်းကြီးတွေအားလုံးဒီ YouTube channel The Sun YouTube channel မှာတင်ထားပေးပါတယ်ဒါဆိုရင်ဆက်သွားလိုက်ရအောင်နော် N3 ခန်းကြီးပေါ့နော်ကြက်ဖို့ခက်နေတယ်ဆိုရင်အခုဗီဒီယိုကိုကြုံသွားနေကြည့်သွားလိုက်နော်ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်အားလုံးမိမှုတော့ဒီနေ့ကတော့ Candy Master New Edition ရဲ့29လုံးမြောက်စကလုံးလေးပဲဖြစ်ပါတယ်29လုံးမြောက်စကလုံးလေးကတော့ကျွန်တော်တို့ကာမာကောဆိုတဲ့စကလုံးလေးပဲဖြစ်ပါတယ်ကာမာကောဆိုတဲ့စကလုံးလေးဒီရိုးရိုးရှင်းရှင်းလေးပါပဲကျွန်တော်တို့ကြက်ဥတစ်လုံးခွဲထားတယ်ပေါ့နော်ကွဲနေတဲ့ပုံမှန်တိုင်းလေးပဲကျွန်တော်တို့ကနော်အဲ့ပုံစံလေးကိုပဲကျွန်တော်တို့ယူထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပေါ့နော်ကာမာကောလိုပဲကျွန်တော်တို့ကအလွယ်မှတ်လိုက်တော့နော်ဒီပုံစံလေးယူထားတာဖြစ်ပါတယ်ဒီနေ့အနေနဲ့တောက်ကြနေတီတရက်ကိုခန်းကြီးတစ်လုံးကျွန်တော်ရဲ့ YouTube channel မှာတင်ပေးပါတယ်အဲ့ဒါသူ့ရဲ့ပေါ့နော်စကလုံးလေးတွေကိုကြည့်ကြမယ်နော်အဲ့တော့29လုံးမြောက်စကလုံးဆိုရင်ကျွန်တော်တို့တာမာကောဂျက်ဦးနောက်ကျွန်တော်တို့ကရမ်ပါခုဂျက်ဦးအကာရန်အိုဂျက်ဦးအနှစ်အော့ဒီကျွန်တော်တို့ကစကားပြထားတဲ့စကလုံးလေးကတော့ကျွန်တော်တို့ခန်းကြီး Master Overshin ရဲ့စကလုံးလေးပဲဖြစ်ပါတယ်ဆန်ရန်ဥချင်းဆိုတဲ့စကလုံးလေးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦး